ရန်ကုန်မြို့ရဲ့အထက်တန်းလွှာအတိုင်းပိုင်းကချမ်းသာကြွယ်ဝရဲ့ဒေါ်မြတ်နိုးရဲ့သားဖြစ်သူနေထက်ဒါပေမဲ့မာနတွေလောဘတွေနဲ့ပြည့်နှံနေတဲ့မြို့ပြရဲ့စီးစိမ်တွေကိုစွန့်လွတ်ပြီးသူဘာလို့ရွှေကျုံးရွာလေးစီကိုခြေဦးလဲလာခဲ့တာလဲတစ်ဖက်မှာလည်းအေးချမ်းယူသားတဲ့ကျေးလက်ကောင်မလေးတီတာသူတို့နှစ်ဦးရဲ့မမျော်လင့်ထားတဲ့ပထမဆုံးစုံစည်းမှုဟာဘယ်လိုမျိုးအလဲ့အပြောင်းတွေနဲ့စတင်မလဲဆိုတာအတူတူနားဆင်ကြည့်လိုက်ရအောင်ဗျာနနခင်းကြီးအလင်းရောင်ဒီကောင်းငယ်မှာတစ်ဆက်ရွှေကျွန်းရွာလေးအင်ကောင်မိုးများပေါ်သို့ခပ်ဖေးဖေးချင်းလျှော်စင်လာသည်နှင်းမုံတို့ဤအေးတက်ကလေတို့ထဲတွင်စိတ်ဝင်နေစေရွာထိပ်ရှိဝါယုံပင်တိုင်းကြားမှတိုးပြေတိုက်ခတ်လာသောလေပြေအေးသည်စပားနံရွှေဝါရောင်တို့ကိုတသိမ့်သိမ့်တုန်ခါသွားစေသည်ဤရွာလေးသည်ခေရည်စီချောင်းဝင်မြန်ဆန်မှုများနှုတ်သို့လိုက်မပါပဲမိမိတို့၏ရိုးရာညင်အေးချမ်းမှုကိုတန်ဖိုးထားထိမ့်သိမ်းထားသည့်နေရာလေးတစ်ခုပင်ရွာလေလမ်းမထတွင်တီတာတယောက်ခါးတွင်ချင်းတောင်းလေးကိုချိတ်ကခတ်သက်လျှောက်လာသည်သူမ၏ခြေလမ်းတိုင်းသည်ညင်တာတော်လေတက်ကြွမှုရှိသည်တီတာသမီးစောစောစီးစီးဘဲကိုလဲဟဲ့လမ်းဘေးအိမ်ကအဘွားတော်များကကွမ်းသွေးထွေးရင်လှမ်းမိလိုက်သည်တီတာကခြေလမ်းကိုခဏရပ်သွားလာလေးတွေပေါ်အောင်ပြုံးပြလိုက်ရင်အဘွားတော်၏ရုံစီကိုနွားနုနဲ့မုံသွားဖို့မလိုပါအဘွားမြရဲ့ပြီးရင်စာကြည့်တိုက်ပတ်ခတင်ဝတ်ပြီးစားအုပ်အသစ်လေးတွေစီရအောင်ပါလီဒီနေ့ကစနေနေ့ဆိုတော့ចောင်းပိတ်ရက်ထို့တော့ကလေးတွေစားဖတ်ဖို့လာကြမှာပေါ့အေးသမီးကတော့လေကို့အလုပ်မဟုတ်တာကိုစေတနာရှေ့ထားပြီးလုပ်နေတာရွာအတွက်တော့သမီးဟာရွှေသမင်းသမီးလေးပဲဟုအဘွားမြကချီးမွမ်းစကားဆိုသည်တေးရာဒီရှက်ပြုံးလေးပြုံးလိုက်ကကောင်းလေးငိမ်ပြီးဆက်လောက်လာခဲ့သည်သူမစဉ်းစားနေမိတာမှာသူမတို့ရွာလေးပညာဤအခြေအနေပဲရွာကကလေးတွေဟာစာဖတ်ရတာဝါသနာပါပေမဲ့ဖတ်စရာစာအုပ်ကနဲလွန်းလာသည်မြို့ကဒီလူတန်းမဲ့သူတွေကိုလည်းသူမအမြဲတမ်းမျှော်လင့်နေတတ်သည်အစင်းမြင့်တိုက်ခန့်တစ်ခုရဲ့ပဒင်းပေါင်နားမှာနေထက်တယောက်ရပ်နေသည်လက်ထဲမှာကော်ဖီခွက်ကိုကင်ထားတော့လဲသူ့မျက်လုံးများကတော့စပွဲပေါ်ကဒီဇိုင်းပုံစံကျန်းတွေပေါ်မှာသာရှိနေသည်မချိတ်နိုင်ဘူးဒါငါလိုချင်တဲ့အသက်ရှူတန်မဟုတ်ခုနေထက်ကစိတ်ပြက်လက်ပြက်ဖြီးရေရွတ်လိုက်သည်သူဒီနာမည်ကျော်ပြီးသူကပညာရှင်တအုပ်ချစ်တော်လဲအခုနောက်ပိုင်းသူဖန်တီးသမျှအရာအလုံးသည်စိတ်ယုံဆန်းဆန်းအေးဆက်နေတယ်ဟုခံစားနေရသည်လူတွေဟာလော့ပတဲ့အိမ်ကြီးတွေကိုစောက်ကြပြီးမဲ့အဲ့ဒီအိမ်တွေထဲမှာနှွေးထွေးမှုတွေပျောက်ဆုံးနေတာကိုသူသတိထားမိလာသည်ထိုစဉ်တငယ်ချင်းဖြူသူကြော်စွာရောက်လာသည်ဟေ့လူနေထက်မင်းကြည့်ရတာအလုတ်ထဲမှာနစ်ကန်သည်မင်းမျက်နာကလူတွေရုပ်ပေါက်နေပြီသိလားနေထက်ကတပ်ပြန်ချလိုက်ရင်ကြော်စွာငါရဲ့ idea တွေကပိတ်ဆို့နေတယ်လို့ပဲငါတကယ်အေးချမ်းတဲ့တဘာဝတရားနဲ့တသားတည်းကြတဲ့အရာတစ်ခုခုကိုမြင်ချင်နေမိတယ်ကြော်စွာကရေမောလိုက်ပြီးနေထက်ရဲ့ပခုံးကိုပေါက်ကဒါဆိုငါစကားကိုနားထောင်ငါအတော်တို့ရွာကိုသွားနာလိုက်အဲ့ဒီမှာမင်းလိုချင်တဲ့တဘာဝတရားတွေအပုံလိုက်ပဲရွှေကျွန်းရွာတဲ့နာမည်နဲ့လိုက်အောင်ကိုတာရတာမင်းကားမောင်းသွားရင်9နာရီလောက်ပဲကြာမှာဖုန်းလိုင်းတောင်တိတ်မမိဘူးဆိုတော့မင်းကိုဘယ်သူမှလာမနှောက်ရှက်နိုင်တော့ဘူးနေထက်ခဏတာငင်းသက်သွားကြသည်ပြီးမှပြတ်သားစွာခေါင်းငိမ်လိုက်သည်ကောင်းပြီငါသွားမယ်အခုပဲဖြစ်စည်းပြင်တော့မယ်နေထက်ရဲ့ SUV ကားလေးကမြို့ဘားတွေကတ်တာလမ်းမာတွေကိုစွန့်ခွာပြီးစိမ့်လန်းတော့လဲပြီးနေကြရှိလမ်းကလေးပေါ်သို့ရောက်လာသည်လမ်းတစ်လျှောက်မှာမြင်တွေ့ရတဲ့ထနောင်းပင်တန်းတွေနဲ့ကောက်ယူးပုံတွေနဲ့လဲတော်ထက်ကတဲအင်းလေးတွေကိုကြည့်ပြီးနေထက်ရဲ့စိတ်အစဉ်ဒီတဖြည်းဖြည်းလွတ်လပ်ပေါ်ပါလာခဲ့သည်ထို့တော့ရွှေကျွန်းရွာအဝင်ဖုံတော်လမ်းလေးကိုရောက်တော့အခါကြောက်ဝူးဇိုရဲ့အတိုင်းနဲ့အတူနေထက်ရဲ့ဆက်သည်တုံခါပြီးရက်တန့်သွားသည်ဟာဘာဖြစ်တာလဲနေထက်ကားပေါ်ကဆင်းပြီးရှေ့ဘုံကိုဖွင့်ကြည့်သည်အင်ဂျင်တွေကအခိုးအငွေ့အချိုထွင့်နေသည်သူကကားပြင်တတ်သူမဟုတ်ဖုန်းထုတ်ကြည့်လဲကြော်စွာပြောသလိုပဲလိုင်းကတတိုင်မှမတက်ဒုက္ခပါပဲဒီလိုနေရာမှာမှဗျာနေထက်ကစိတ်ဖြက်လက်ပြက်ထင်ဘေးဘီကိုဝေဝေကြည့်လိုက်သည်ထိုစဉ်လမ်းဘေးလက်ခွင်းဆက်ကနေပန်းနူးရောင်အင်ကြီးလေးနဲ့မိန်းကလေးတယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်သည်သူမလက်ထဲမှာတောပန်းလေးအချို့ပါလာသည်နေရောင်အောက်မှာသူမရဲ့အသားရည်ကဝင်းပါနေပြီးမျက်နှာလေးကအင်းချမ်းလွန်လာသည်တီးရာကကားဘေးမှာဗာရာဝီဖြစ်နေတဲ့မြို့သားလေးကိုမြင်လိုက်သည်သူမအံ့ဩသွားသည်ဤလန်းလေးပေါ်သို့ဤကဲ့သို့တန်ဖိုးရှိကားမျိုးရောက်ခဲ့လာသည်တီးရာကခတ်တွတ်လောက်လာပြီးအကိုအခက်ခဲဖြစ်နေလို့လားဟင်နေထမောက်ကြည့်သည်
တီရာရဲ့မျက်လုံးလေးတွေနဲ့စုံလိုက်တော့ချင်းသူခဏတာစကားအထစ်ထစ်ဖြစ်သွားသည်မြို့ပါကမော်ဒယ်တွေထပ်ပိုးမို့လာပါတဲ့ရိုးရှင်းတဲ့အလှမျိုးကိုသူပထမဆုံးမြင်ဘူးချင်းပဲ။အော်ဟုတ်ကဲ့ကားကအရှိန်ဟုန်နဲ့မောင်းလာရင်ဆက်ရက်သွားလို့ပါကျွန်တော်ဘာလို့မှမသိဖြစ်နေတာ။တီရာကပြုံးလိုက်သည်သူအပြုံးကနေထအတွက်တော့နက်နက်ခင်းနေကြီးထပ်ပင်ပိုမိုနွေးထွေးစေသည်ဒီနားမှာတော့ကားဖြင်ဆိုင်မရှိဘူးအကိုရဲ့ဒါပေမဲ့ရွာကဦးလေးမြကစက်မှုလက်မှုကျွမ်းကျင်တယ်သူကတော့ကြည်ပေးနိုင်ပါလိမ့်မယ်အကိုကားကိုဒီမှာပဲခဏထားခဲ့ပါဘယ်သူမှမထီပါဘူးနေထက်ကစိုးရင်စိမ့်နဲ့ဖြင့်ထားခဲ့လို့စိတ်ချရမလားဗျာတီရာကတိုးတိုးလေးရဲလိုက်သည်ရွှေကျိုးရွာသားလေးကသူတစ်ပါးပစ္စည်းကိုမလိုချင်ကြပါဘူးအကိုရဲ့အခုကျမနောက်ကလိုက်ခဲ့ပါရွာထဲမှာအရင်နားပြီးရေလေးပါလေးတောက်ကြပေါ့နေလဲပူလာပြီးတိလားနေထက်သည်သူမရဲ့စကားကိုညင်းဆန်ရန်ခွန်အားမရှိသလိုခံစားရသည်သူသည်တီရာနောက်ကခပ်ခွာခွာလိုက်ပါလာခဲ့သည်လမ်းလျှောက်နေရင်တီရာကရွာအကြောင်းတွေကိုတွတ်ပြောပြနေသည်နေထက်သည်သူမရဲ့အတန်လေးကိုနားထောင်နေရင်ဤရွာလေးကိုသူမရောက်ခင်ကတည်းကစတင်သဘောကျနေမိလေတော့သည်ကျမနာမည်ကတီရာပါအခုရဲ့အခုနာမည်ကတော့ကျွန်တော်ကနေထက်ပါနေထက်ကပြန်ဖြီးရင်သူမရဲ့စပင်လေးတွေလေထဲမှာဝဲနေတာကိုငေးကြည့်နေမိတော့သည်သူရှာနေတဲ့အသက်ရှူတန်ဆိုတာဒါမျိုးလားဟုကိုမေးခွန်းထုတ်တော့သည်ရွာထဲကိုရောက်တော့အခါတီတာကသူမရဲ့အိမ်လေးစီသို့ခေါ်သွားသည်အိမ်ရှိမှပန်းပင်လေးတွေကဝေးဝေးဆားဆားနဲ့အဖေအဲ့ဒါပါလာတဲ့တီတာကလှမ်းအော်ဖြောလိုက်သည်နေထက်ထီတီတာကိုအိမ်ရဲ့ဝရန်တာမှာထိုင်ရင်းသူမခတ်ပေးတဲ့အိုးစီတောက်ရီအေးအေးလေးကိုတောက်လိုက်ရတော့ချင်းမြို့ပါအိမ်မွန်းချက်မှုအားလုံးဟာနှီးမုံတွေကဲ့သို့ပျောက်ကွယ်သွားသလိုခံစားလိုက်ရသည်ဤသည်သူနဲ့တီတာမြို့ပါနဲ့ကျေးလက်တို့၏ကံပါလာတဲ့စုံစည်းမှု၏အစပြုခြင်းဖြစ်တော်သည်